မင်္ဂလာပါ Fitness Nation ကကြိုးဆိုပါရယ် YouTube ပေါ်မှာဗီဒီယိုတွေမတင်ဖြစ်တာတော်တော်ကြာပါပြီ။ဘာကြောင့်လဲဆိုတော့အားပေးမိလို့မရှိလို့ပေါ့။ဒိုးစားပန်းစားနဲ့တသေးချာတင်ပေးတာကို comment တွေ like တွေပေးမိလို့မရှိတော့ကျွန်တော်မတင်ဖြစ်တာပါ။ဒါပေမဲ့ဒီတစ်ခေါက်တော့ကျွန်တော်နေ့စဉ်ကစားဖြစ်တဲ့ကစားနည်းတွေကိုကျွန်တော်ကင်မရာကိုဘေးမှာထောင်ရရင်းနဲ့အပြင်းပြေ upload တစ်ပတ်ကိုတစ်ချိန်ကနေပြီးနှစ်ချိန်တော့လုပ်ပေးပါမယ်ဆိုလိုတာကကျွန်တော်ကစားတဲ့ကစားနည်းတွေကိုရိုက်ပြီးတော့ကျွန်တော်အဆင်ပြေတာလေးတွေကိုပဲတင်ပေးမှာပါအားပေးခြင်းတဲ့သူကြည့်ခြင်းတဲ့သူ like ကစားခြင်းတဲ့သူတွေအတွက်သုံးဝင်တဲ့အားပေးနေတယ်ဆိုလို့ရှိရင်လည်းအောက်မှာ comment ရေးပြလို့ရတယ်နော်ကစားကြမယ်ကဲ Okay, bend over, roll, Smith. Let's go 10 reps.အခုတလောတောက်ဖြစ်တဲ့ဟာတွေကကြတော့ free workout ရယ် creating ပုံမှန်ပေါ့နော်တက်လေရပြီဆိုတဲ့အတွက် creating တောက်ဖြစ်ပါတယ်ပြီးတော့ဒီထက်မှ BCA ပေါ့မနက်စာစားပြီးတဲ့အချိန်မှာ free workout တွေအထက်မှာရောပြီးတော့အကုန်လုံးတောက်ဖြစ်လူငယ်တွေအနေနဲ့စတောက်လို့ရတာ creating ပေါ့ဗျာ creating ကအကောင်းဆုံး supplement တွေမှာပါတယ်ဗျာအဲ့တော့ creating စတောက်မယ်ဆိုလို့ရှိရင်5 gram တနေ့ကိုပေါ့နော်ကစားရရဲ့မကစားရရဲ့ဘယ်ချိန်တောက်လို့ကောင်းတယ်လဲဆိုတာတော့အတိအကျတော့မရှိဘူးကိုကဘိုက်ထဲမှာအစာမရှိတဲ့အချိန်မှာတောက်လို့ရှိရင်တော့ပို့ပြီးတော့အစာစုပ်ယူနိုင်မှုအားရှိတဲ့အတွက်အဲ့ဒီအချိန်မှာတောက်တာကောင်းတယ်အထူးသဖြင့် workout မလုပ်ခင်မှာတောက်ပြီးလို့ရှိရင်တော့ပိုကောင်းတယ်ဒါပေမဲ့ training ကိုကြိုက်တဲ့အချိန်တောက်လို့ရှိရင်လည်းအကျိုးရှိတယ်လို့သိရတယ်โอเคနော်ဂျင်မှာတယောက်တည်းကစားတဲ့ဆိုလိုကစားသမားတွေဥပမာအခုမှစကစားမဲ့သူတွေပါကစားရမှမသိဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Fitness Nation က program တွေ individual တွေအတွက်ဆွဲပေးတဲ့ program ရှိပါတယ်အခုမှစကစားတဲ့လူတွေအတွက်တည်ချာရှင်းပြတယ်လို့ပဲ intermediate ကစားသမားတွေအတွက်လေတကယ်ထိရောက်ပြီးတော့အကျိုးရှိတဲ့ကစားနည်းတွေရှိပါတယ်ဆိုတာကိုသတင်းကောင်းနဲ့ပါချင်ပါတယ်ကဲနောက်တစ်ကြောဆွေးကြမယ်နော်Hey